是呀，看来看表姐这个是，参与了美满人的上品，好了。哎，是呀，等眼睛。对吧嘞？参与的啊，参与球。对对，刚刚打了一把，你打了一把。看到米里那个有嘛呀？你来不会输的。刚来打。这当家不是的，刚家这个表啊，啊这参与啊不比较，这上心。冇理啦，当我打没冇啦。知啊你，公司一間。啦，佢啦，當家，你打佢哋打咩？知啊。玩十六，剛嚟打。唔係約成咪得，到我哋做過。到我哋做過，未必啱啱哋做過。誒啦，都係我都一扎嚟啦。哇，ဖြစ်ရတယ်。好久都快乐，看夜怎样的世界嘛，嘿，世界个大吧，爸爸，嘿，世界个大吧，天叫的喏，嘿。多大的个小伙，三那么做那个做毕业，奥加里个奶奶苗呢的爸妈家呢奥巴的，我得看个家的路呢。这边么讲也是呀讲呗，难怪讲也搞太多，你呀嘛是哪里？呀呀，看看你说的阿鲁这个咋的？阿爸的儿子都要披萨的，个。A few moments later. အဲ့ဒါနဲ့ဘေးကကလေးမလေးရှုပ်နေရနော်โอเคလှလာရေးသိမယ်โอเคဟုတ်တယ်ဟုတ်ပြီဟဲ့ဟုတ်ပြီဟဲ့ဟုတ်တော့တငယ်ချင်းအဆင်ပြေလားတငယ်ချင်း Are you okay Are you okay We okay you okay အဲ့လောက်ဒီမတွန်းချအောင်ပြောငါ Okay are you okay oh my god oh you are crying Hey you sorry you stay you should be sorry Oh you should be sorry Don't cry don't play Hey don't No don't believe This is pagoda What do you say What say I wanna say talking your fucking mouth. Hey This is pagoda Are you okay Thank you. ဒီကနေ့ကခေါ်လို့ရက်ကွက်မှာပေါ့နော်နိဗ္ဗာန်ဈေးပွဲကြီးပွဲကောင်းလုံးမှာဖြစ်ပါတယ်ဆိုတော့အဲ့ပွဲကြီးပွဲကောင်းအတွက်နိဗ္ဗာန်ဈေးကတ်ကိုသူတို့ကမနေ့4နာရီပေါ့အာယုံစွန်းတက်မှာဖုံဖုံကစပြီးဝေတယ်ဒါပေမဲ့ခေါ်လို့ကမထနိုင်တဲ့အတွက်ကြောင့်မရဘူးပေါ့နော်အဲ့တော့အခုဖုံဖုံစီသွားပြီးဓမြတိုက်မယ်ပေးယူမယ်မပေးမယူပေါ့ကွယ်ဖုံဖုံစီကကတ်ကိုသွားတောင်းလို့ဖုံဖုံမပေးလဲဘာမှမဖြစ်ဘူးနိဗ္ဗာန်ဈေးပွဲမှာမျက်နှာပြပြီးလိုက်တောင်းဖို့စီစဉ်ရှိပါတယ်အဲ့တော့ညနေကျရင်တူတူလိုက်ကြည့်ပါ流离的时光，时间长不啊，那将看的，时间长的不啊，那将看的。就按流马尾，流离的时光，时间长不啊，那将看的，时间长的不啊，那将看的。
တာလေမလောက်ပါနဲ့မလောက်ပါနဲ့ hoster မလောက်ပါနဲ့လို့ထားကြရလားနော် Ha, how you like that? That. Look you now. Hey. အမေဘယ်သားဖို့လား နေစပါပဲလားနေစပါပဲလားဒီပြားကြလို့စပါပိတ်နေတောက်ကြမရှိလို့ဒေါသထွက်နာနော်တောက်ကြမရှိလို့ဒေါသထွက်နာနော်စောက်ကောင်မစောက်လိုက်ကန်တော့မသိဘူးစောက်ပေါက်တွေကသူတို့စောက်တယ်ရှိတယ်ဆိုပြီးတော့စားကြောလုံးဝထားတယ်တိလားနေမသူလောက်ခိုင်းတဲ့အဆွဲကျိုးငါ့ကြားတင်တာမလားနေဆွဲကျိုးငါ့ကြားလို့မလားလာပြီးတော့ငါမနိုင်ပါလိမ့်လားနေဝဲလိုက်နေမနေဝဲနေပေါက်ပဲပြီးဝဲလိုက်ငါဘာမှလည်းမပြန်နဲ့အေးစက်စက်နေလို့မရဘူးလက်ခိုင်းလည်းကကြွားဖို့ပဲငါလမ်းတွေမခေါ်နဲ့ကြားလားကြားပြောနဲ့哎呦我的妈！အမေဒီလေပဲပြုတ်တွေအကုန်လုံးရောင်းရတယ်အမေရဲ့တစည်းမှမကြံတော့ဘူး အော်အေးတော်လိုက်တာငါသမီးရဲ့အော်ဒါနဲ့ကျောင်းတော့ကြနေသမီးရဲရဲမဲကြီးသမီးသမီးရဒီမှာသမီးတစ်ကြိုက်နဲ့ပဲပြုတ်၄ကြိုက်ထဲထားပေးရနော်ဟုတ်ကဲ့မဟုတ်ဘူးကောင်းရသမီးရကျောင်းတော့ကြနေမယ်သွားဆရာမစုနေမှာလမ်းမှာကူးဆိုင်ပြီးသွားနော်ပဲဖူလေးရမယ်အေးပဲရုံလားစပယ်ပန်းပါရွှေပန်းပါနော်ငါလိုက်တာဟဲ့လာပါမယ်စဉ်းစားအမလေးမိကနေပြီဘယ်လိုစောင့်နေအောင်ကောက်ပြုတ်တက်လို့ရှိထိုင်ရမယ်ချလဲတောင်းတက်ပြီအေးတပီတာတိုင်းထိုင်နော်ကဲလာတော့ခမီလို့ရေတန်တက်ပြီချလဲကဲမီဝိုင်းနောက်ကြပြန်ပြီလား ဟုတ်တယ်ဆရာမဒီဈေးရောက်လာလေနည်းနည်းနောက်ကျသွားလို့ အေးအဲ့လိုမျိုးပြောပြီးတရက်နောက်ကျနေဗနေရအောင်ရှိနေပြီနောက်ကျကြောင်းဆော့စီးလာကြားလား အော်ဟုတ်ကဲ့ပါဆရာမ သွားအော်လာပြန်ပြီမောင်စီတူဟုတ်ဒါတော့ ကျမတော့ပန်း ညပဲရမကောင်းလား ဟုတ်တယ်ဆရာမ အေးသွားဝင်းစိတ်ညစ် အဲ့ဒါစစ်ကြည့်စင်းရပါဒီကျောင်းမှာတက်ရတာနော် ဟဲ့တငယ်ချင်းတို့ဟိုလေးမင်း ဆိုင်လေလေဖေးစင်နေမသိလားနင်ကစိတ်လေးတူလားပေါ့ဝဲကောင်အဲ့တော့နန်းတော်ညလဲ ဟိုမနေ့ကအိမ်စာလေးတိုက်ချင် ဟာတော့ဟာမတူသွားနန်းတော်ညလဲ နဲတကယ် သွားလို့ သွားဟာညွန်းနေပတ်နေလားစီနေသွားနဲ ရပါဝိုင်းရဲ့ဘာမှစိတ်မကောင်းဖြစ်နဲ့နော် ငါအိမ်စာလေးပြီးပြီငါတို့ဆိုင်နော်အေးပါဟဲ့ ညလေးဟာမငိုပါနဲ့တော့ဆိုပါမယ်ဟောဒါနဲ့ဒီနေ့ငါနေ့တော့ပန်းလာတယ်သိလားအဆီယမောကိုကြောက်ပြီးအကုန်ပေးလိုက်တာ ဟာနေလည်းပေါ်လို့ပေးလိုက်တာလေလို့ ငါလည်းဆီယမောကိုတွေ့ရနဲ့ကြောက်လည်းနဲ့အကုန်ပေးမိ ဘာကြမ်းမပြယူခဲ့နော်တိုက်မယ်စား အားလုံးမတရားဆရာမကိုနှုတ်ဆက် အေးအားလုံးမင်္ဂလာပါကွယ်ကဲထိုင်ကြ ဆရာမသမီးတို့ခန်းဆောင်နေ ဟမ်ဘာဖြစ်လို့တော့ ဟုတ်တယ်ဆရာမနားပါရမ်းနာတယ်ဟုတ်တယ်ဆရာမရိုင်းနေခန်းဆောင်နေခန်းဆောင်နေ ဒါပါပဲတော်ပြီအားလုံးပိတ်လိုက်တော့ခုနောက်ကဝိုင်းနဲ့စီတူမတက်ခဏရက်စမ်း ဟုတ်ဆရာမ ကဲပြောပါဦးကျောင်းလာလာရင်မိုးချိုခေါင်းလေးပါရှောင်းမလာကြဘူးလားဒါတော့သမီးတို့ကလေ ဒါမနဲ့ကျောင်းတော့ကျောင်းမှာတော့ရေမဆိုးရပါဆရာမ ကဲသမီးဝိုင်းရအောင် မိကမနက်ကပဲပြုတ်ရောင်းနေလေចောင်းတော့မှာဆိုလို့ရေချိုးဖို့ရောခေါင်းလျှော့ဖို့ရောမိကဲလို့ပါလေ ကလေးတွေတော့ခက်နေပါပြီကွယ်နောက်ဆိုကျောင်းလာရင်ခေါင်းချော်ရေမိုးချိုတက်နဲ့ရှင်းနဲ့လာရတယ်ကွယ်ကဲဒီကနေ့ကျောင်းကနေအိမ်ကိုလွတ်လို့ရှိရင်မင်းတို့ဆရာမနဲ့အိမ်ကိုလိုက်ခဲ့မယ်ကြားလား ဟုတ်ကဲ့ပါဆရာမ ကဲလာသားသမီးလာခဲ့ ဟုတ်ဆရာမ ကဲစီတူဒီမှာရက်ဝိုင်းလေးကဒီမှာရက်ကဲသမပြောချင်တာကသားတော့သမီးတကွေးတန်ရှင်းမှုအထုပ်ကယူစရမယ်ကျောင်းလာရင်တက်မြက်လာမယ်ဟုတ်ပြီနော်ရေမိုးချိုးလာမယ်ခေါင်းလျှော်လာမယ်တနခါနဲ့လာမယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါ ဒီမှာအခုဆမပြောချင်တာဟောဒီမှာဒါကအခုဆမအမြဲတမ်းခေါင်းလျှော်တယ်ဆီယမားတို့ရဲ့မြန်မာအမျိုးရိုးအစဉ်အဆက်အသုံးပြုလာတဲ့တဘာဝတရောကင်မမင်္ဂလာခေါင်းလျှော်ကြီးဟုတ်ပြီနော်သားသမီးတို့ကဇင်းအောင်သိဝဲလုံးညာမလား ဟုတ်
တာသမီးတို့ဇေယျသူရဲ့လုံးတဲ့ညမှာကံပွင့်လက်ပွင့်ဖို့ပြီးတာသမီးတို့ခဏကောရှိတဲ့အညီချင်းအညံ့တွေကိုဖယ်ရှားဖို့အတွက်ဟောဒီတဘာဝမင်္ဂလာတရကမကောင်းလျှော်ရည်လေးကိုဒါတော့အခုဆမတုံးနေတယ်900မီလီလီတာပူလေးဟုတ်ဒါနဲ့သမီးအတွက်ကိုဆမဟောဒီမှာလက်ဆောင်ပေးလိုက်မယ်ဒါလေးကမင်္ဂလာကနေမှာအခုမှအသစ်ထွက်လာတဲ့30မီလီလီတာအထက်ကလေးတွေနော်စစ်တူကတရွဲယူသွားလိုက်ပါရော့ဘိုင်းလေးကတရွဲယူပါဒါနဲ့လျှော်မလဲ မင်္ဂလာနဲ့လျှော်ပါ တုံးတာပြော မင်္ဂလာနဲ့လျှော်ပါမင်္ဂလာနဲ့လျှော်ပါမင်္ဂလာနဲ့လျှော်ပါ ဟုတ်ပြီကြားဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့ပုံမှန်နဲ့အိမ်ပြန်မယ်နော်ညမို့ဆိုရင်တက်သွားတော့ဘာလဲလျှော်မလဲ မင်္ဂလာနဲ့လျှော်ပါ အေးဟုတ်ပြီ ဆရာမ အေး ဆရာမသမီးစိတ်လေး အော်ဟိုတမီးပဲယူသွားလိုက်တော့ဆေးရကြော်လာလိုက်ပြီးမင်းမြကြရင်တမီးရောက်နေပေးပြုတ်နေနဲ့ထမင်းလေးထည့်ခဲ့ပြီနော်ကြရင်တမီးရောက်နေပေးပြုတ်နေနဲ့ထမင်းလေးထည့်ခဲ့ပြီနော် ဘာဖြစ်လဲဆရာမ အေးဟုတ်ပြီဟုတ်ပြီ ခရစ်စတယ်ဂလိုကနေထုတ်လုပ်ထားတဲ့မင်္ဂလာတရောကမွန်ခေါင်းချော်ရာဆိုရင်တော့တဘာဝပါဝင်ပစ္စည်း9မျိုးဖြစ်တဲ့တရောကင်မွန်တီတက်လွင်စီတောလျှောက်တီလက်ဖက်စီကျိတ်မယ်ရွယ်ထော်လပရွက်တို့ဖြင့်ပေါင်းဆက်ထုတ်လုပ်ထားတဲ့အတွက်ကြောင့်စပင်ကျွချင်းဖုန်နှိညီကြီးများကိုတန့်စင်စေပြီးစံသားကိုနူးညံ့ပျော်ပြောင်ကျမ်းမာတန်ဆန်းနှမောင်စေပါတယ်ရှင်ရှေးလူကြီးတွေကအစာအသုံးပြုခဲ့တဲ့တဘာဝတရောကမွန်ကိုအခြေခံပြီးခရစ်စတယ်ဂလိုကနေထုတ်လုပ်ထားတဲ့ကံမြင့်လက်ပွင့်မင်္ဂလာတရောကမွန်ခေါင်းလျှော်ရည်နဲ့အညံ့တွေကိုဖြည့်ဖြောက်ပြီးတော့ကံမြင့်လက်ပွင့်အောင်ခေါင်းလျှော်ကြပါစို့